ဒီနေ့က coach နဲ့ပတ်သက်ပြီးတော့ပြပြပေးမှာဖြစ်ပါတယ်။ coach ကိုဘယ်လိုနေရာမျိုးတွေမှာသုံးလဲ။ coach ကို ability in the past အတိတ်မှာရှိခဲ့တဲ့စွမ်းရည်ပေါ့နော်။အတိတ်ကာလမှာသူ့မှာရှိခဲ့တဲ့စွမ်းရည်တွေကိုဖော်ပြခြင်းတဲ့အခါမျိုးမှာသုံးပါတယ်။အထက်တန်းကျောင်းမှာတော့ကသင်ရိုးစာအုပ်ထဲကပု္ပ္ပစာတိုင်းကိုငါတွက်နိုင်ခဲ့တယ်။ဆိုတော့အခုချိန်တွက်နိုင်လားဆိုမတွက်နိုင်ဘူးအတိတ်တုန်းကကြတော့ကိုကတွက်နိုင်ခဲ့တယ်ပေါ့နော်ဒီလိုနေရာမျိုးမှာလည်း cook ကိုသုံးတယ် I call sorry every some of the tasks when I was at high school okay နောက်တစ်ခုကကြတော့အတိတ်ကာလထဲမှာရှိတဲ့ဖြစ်ရတစ်ခုတည်းပေါ့နော်ဒါကအတိတ်ကပထမတစ်ခုပြောလိုက်တာက ability in the past okay ဒါပေမဲ့ဒီ ability ကသူအထက်တန်းကျောင်းမှာတော့အထက်တန်းကျောင်းတောက်လျှောက်လုံးသူက test သင်ရိုးညွှန်းတန်းတဲ့ကစာအုပ်ထဲမှာရှိရဲ့ပု္ပ္ပစာအလုံးကိုသူတွက်နိုင်ခဲ့တာဒါကအထက်တန်းကျောင်းရဲ့ life ပေါ့နော်ဒါပေမဲ့ specialist အနေနဲ့တခုရှိတာကအတိတ်ကာလထဲမှာရှိရဲ့ဖြစ်ရဲ့တခုတည်း particular event ဆိုလိုချင်တာကနေ့တစ်နေ့ထဲမှာပေါ့နော် single day ဒီလိုနေ့တစ်နေ့ထဲမှာပဲပြုလုပ်နိုင်စွမ်းရှိခဲ့သည်ကိုဖော်ပြတဲ့အခါမျိုးမှာတော့တဲ့ could plus verb infinitive ကိုသုံးလို့မရဘူး was ဆိုရ able to plus verb infinitive ကိုပဲသုံးလို့ရပါတယ်အဲ့ဒါကဘယ်လိုမျိုးလဲဆိုတော့အဲ့ဒီညကမိုးတဲထဲမှာငါတို့အဲ့ဒီမြက်ကိုလှေကလေးနဲ့ဖြတ်ကူးနိုင်ခဲ့တယ်โอเคအဲ့ဆိုရင်အဲ့ဒီညကမိုးတွေကလည်းတဲနေတယ်အဲ့ဒီလိုအချိန်မှာငါတို့ဖြတ်ကူးနိုင်ခဲ့တာနောက်ထပ်မိုးတွေတဲတဲ့အချိန်မှာအဲ့ဒီချောင်းငယ်လေးကိုငါတို့ဖြတ်ကူးနိုင်ခြင်းမှလည်းဖြတ်ကူးနိုင်မှာနေရင်လည်းနှစ်နိုင်တယ်ဒါပြောလို့မရဘူးဒါ special အဲ့နေ့တနေ့တည်းဟိုပဲလုံနိုင်ခဲ့တဲ့အနေထားကိုဖော်ပြချင်တာဖြစ်တဲ့အတွက် could plus verb infinitive ကိုသုံးလို့မရပါဘူး was were able to plus verb infinitive ကိုပဲသုံးရပါမယ်ဆိုတော့အဲ့ဒီညကမိုးတဲထဲမှာငါတို့အဲ့ဒီမြက်ကိုလှေကလေးနဲ့ဖြတ်ကူးနိုင်ခဲ့တယ်ဆိုတော့ we were able to cross the river by a small boat in the heavy rain that night okay အဲ့ဒီနေ့လေကငါကအိစာတွေကိုသူတို့မရောက်ခင်အပြီးတတ်နိုင်ခဲ့တယ်ဒါဆိုရင်လဲသူတို့မရောက်ခင်အပြီးတတ်နိုင်ခဲ့တာအဲ့ဒီနေ့ကပဲနောက်ရအဲ့သူတို့မတိုင်ခင်အပြီးတတ်နိုင်ကြမှာလဲအပြီးတတ်နိုင်မှာပု္ပ္ပစာတွေများလို့လဲဖြစ်နိုင်တယ်ဒါကအဲ့ဒီနေ့တနေ့တဲ့အတွက်ကိုပဲရည်ညွှန်းပြီးတော့ပြောချင်တာဆိုတော့ I was able to finish the homework before their arrival the special item တွေဆိုရင်တော့ was ဆိုရ able to plus verb infinitive နဲ့သုံးရပါမယ်ခုတ်ကိုသုံးလို့မရပါဘူးအဲ့ဒီခါလာထဲမှာတဲ့အခက်အခဲတွေကိုကြော်ဖြတ်ဖို့ဖြည့်ရှင်းဖို့တစုံတစ်ခုကပြုလိုက်ဆွဲခဲ့တရားဖော်ပြရန်ဆိုရင်အတိတ်ခါလာကခက်ခဲခဲ့တာတွေကိုကြော်ဖြတ်ဖို့တစုံတစ်ခုအားပြုနိုင်ဆွဲခဲ့တရားဖော်ပြရန်အတွက် manage to plus verb infinitive ကိုသုံးတယ်ပေါ့နော်အခက်အခဲတွေကိုကြော်ဖြတ်တဲ့အခါမှာသုံးတာသူတို့ဟာအဲ့ဒီနည်းပညာဆိုင်ရာအခက်အခဲကိုတစ်လအတွင်းဖြည့်ရှင်းနိုင်ခဲ့တယ်ဆိုတော့ they manage to solve တစ်လအတွင်းမှာသူတို့ဖြည့်ရှင်းနိုင်ခဲ့တယ် they manage to solve that technical problem within a monthပြီးတော့သူတို့ကအဲ့ဒီကားကိုတဲ့တောထဲမှာပေါ့နော်သူတို့အဲ့ကားကို9နာရီအတွင်းကိုပြင်နိုင်ခဲ့တယ်ဒါတောထဲမှာဆိုတော့ဘာအကူအညီမှလည်းမရှိဘူးဒီလိုအနေထားမှာသူတို့9နာရီအတွင်းကိုအပြီးပြင်နိုင်ခဲ့တယ်ဆိုတာကိုသူတို့အခက်အခဲကိုကြော်ဖြတ်နိုင်တယ်ဆိုတာကိုပြချင်တာပေါ့နော် they managed to repair the car in 5 hours in the woods ဒါဆိုရင်လည်း manage to plus verb infinitive ကိုသုံးပါတယ် okay နောက်တစ်ခုကကြတော့ request လုပ်တာပေါ့နော် request လုပ်တာကကြတော့မင်းငါကိုဖုန်းနံပါတ်ပြောလို့ရမလား could you tell me the phone number please ဒါကပို့လိုက်ဖောင်းနေနဲ့သုံးတာပေါ့နော်ခန်းနယ်နဲ့သုံးနိုင်တယ်ဒါပေမဲ့ဒါ informal ပေါ့ဆိုတော့request လုပ်တဲ့အခါမှာ could you please plus verb infinitive ကိုသုံးတယ်နောက်တစ်ခုကကြတော့ could you possible ဖြစ်နိုင်မယ်ဆိုရင်ငါဒါလေးလုပ်ပေးလို့ရမလားဆိုရင် could you possibly plus verb infinitive comma pleaseဆိုပြီး2 way ရှိပါတယ်ကျမကိုတဲ့အဲ့ဒီအကြောင်းနဲ့ကျေးဇူးပြုပြီးရှင်းပြပေးလို့ရမလား could you please explain to me a little about it နိုင်ပိုင်းတွင်မှာဖုန်းပြန်ခေါ်ပေးလို့ဖြစ်နိုင်မလားဆိုအတင်းကြပ်မဟုတ်ဘူးပေါ့နော်ဒါ request လုပ်တာဆို could you possibly call back after 3 p.m. please ကျွန်တော်ဒီမှာဖုန်းပြောလို့ရမလားခင်ဗျာဆို could I use my cell phone here please ဒီလိုမျိုးပေါ့နော်ဆိုတော့ပို့လိုက်ဖောင်းနေနဲ့ဆိုရင်လည်း could you please plus verb infinitive and could you possibly verb infinitive ကိုသုံးလို့ရတယ်နောက်တစ်ခုကကြတော့
အတိတ်ကာလတည်းရှိဖြစ်နိုင်ခြေအဖော်ပြရင်အတိတ်ကာလတည်းရှိဖြစ်နိုင်ခြေအဖော်ပြရင်ဆိုတာကဒီလိုအခြေအနေတွေမှာအဲ့ဒီလူတွေကငါတို့ကိုတိုက်ခိုက်လို့ရနိုင်ခဲ့တယ်ဒါအတိတ်ကာလကဖြစ်နိုင်ခြေအဲ့လိုအခြေအနေမျိုးဆိုဖြစ်နိုင်ခြေကိုပြောတာပေါ့နော်the people could target us in such a situation ပေါ့နော်နောက်တစ်ခုကကြတော့ strong criticism နဲ့ could have level 3 could have level 3အတိတ်ကာလထဲမှာပြုနိုင်စွမ်းရှိရင်နဲ့မပြုလုပ်ခဲ့ခြင်းအပြစ်တင်သည့်အနေနဲ့ပြင်းထန်သည့်ဝေဖန်မှုအတွက်အသုံးပြုသည်ဆိုတော့မနဲ့ကလေးကမင်းစာကောင်းကောင်းလေ့လာလို့ရရဲ့သားနဲ့မလေ့လာခဲ့ဘူးနေခုဆောင်မှုပဲကြပြီဆိုရင်ဒါအပြစ်တင်တာပေါ့နော်အပြစ်တင်တာဆိုရင် could have level 3 okay မနဲ့ကလေးကyou could have studied well since last year, but you didn't. Now you failed the exam. ဒါပြစ်တင်တာပေါ့နော်အဲ့ဒီနေ့ကလေးကမင်းငါ့ကိုပြောလို့ရတဲ့နဲ့အခုရနောက်ကျသွားပြီမနေ့ကလေးကပြောရင်ရရလေမင်းကမှလာပြောနောက်ကျသွားငါလည်းမင်းကိုမကူညီနိုင်ဘူးဆိုတာဒါပြစ်တင်တာပဲပေါ့နော်you could have told me မင်းငါ့ကိုပြောလို့ရရဲ့သားနဲ့ since that day အဲ့ဒီနေ့ကလေးကပြောလို့ရရဲ့သားနဲ့ now it's too lateငါလည်းကူညီလို့မရတော့ဒါမျိုးပြောချင်တာပါဒါကတော့ couplet ကိုသုံးတဲ့ဒီလန်လေးတွေကိုပြပြသားခြင်းဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်